နေတာမဟုတ်ဘူးဝိညာဉ်တော်ကကျမလေးကိုပြက်နေတာဖြစ်တယ်ဟာလေလုယာဒါမလို့ကျမတို့တက်တာထဲမှာပေါ်ဖို့တက်စီခံဖို့မပြောနဲ့အရင်တော့ကကျမအတင်းတော်မှာပါဝင်ခဲ့တဲ့အချိန်တော့ဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်တက်သေးတာကတခုတော့မခံရဘူးလူရှိဆိုလည်းမထွက်ရဘူးဖြစ်တယ်ဒါပေမဲ့အခုချိန်မှာတရှင်တော်ဝိညာဉ်တော်ကကျမကိုဆွလောင်းလာတဲ့အခါမှာကျမကအဲ့ဒီရင်းနဲ့ဆက်ကလည်းဘယ်ကထွက်လာလို့ဆိုဝိညာဉ်တော်ပေးတာဖြစ်တယ်ဟာလေလုယာတရှင်တော်ဝိညာဉ်တော်ကကျမတို့ကိုဦးဆောင်လာပြီးတွန်းလောင်းလာပြီးဆိုကျမတို့တက်တာလည်းတစ်ခါမှမရဘူးလေလက်တာလေဟာလေလုယာတစ်ခါမှချီးမြှောက်ခြင်းတွေကလာမှာဖြစ်တယ်ဟာလေလုယာအာမင်ဝိညာဉ်တော်နဲ့ဝိညာဉ်တော်ကကျမကအဓိကပြောချင်တယ်ဘာဖြစ်လဲဆိုကျမကတရှင်တော်ဝိညာဉ်တော်ရဲ့တိုးထီခြင်းတရှင်တော်ဝိညာဉ်တော်နဲ့ကျမကအန်ခေါ်ရဖြစ်တယ်ကျမတို့တက်တာထဲမှာတိုးထီခြင်းမရှိဘူးဆိုလို့ရှိရင်ကျမအမှန်ပါပဲဖြစ်တယ်ဒါကြောင့်ပေါလုကရှင်ပေါလုကဗမာဓမ္မတက်သွားတဲ့လမ်းမှာယေရှုနဲ့တိုးထီတွေ့တယ်ချက်ချင်းပြောင်းလဲသွားတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကသူကပါရီရှင်ဖြစ်တယ်ပြောင်းလဲဖြစ်တယ်ဘာသာရေးထဲမှာပဲရှိတယ်ဒါကြောင့်ကျမတို့တက်တာထဲမှာဘာသာရေးထဲမှာမရှိဘူးအတွက်ကျမကပြောချင်တာဖြစ်တယ်ဟာလေလုယာတရှင်တော်ဝိညာဉ်တော်နဲ့ကျမတို့တွားရအောင်တရှင်တော်ဝိညာဉ်တော်တစ်ခေတ်ရှိတာဖြစ်တယ်ဟာလေလုယာပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဟာလေလုယာကျမတို့ဒီအချိန်မှာပဲတွားဒီနေ့မှာရှိနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမတို့ယုံကြည်သူကမယုံကြည်ဘူးနဲ့မတူဖြစ်တယ်ယုံကြည်သူကသူတို့တည်သွားပြီဆိုလို့ရှိရင်သူကပြီးသွားဖြစ်တယ်ဆုံးသွားပြီကျမတို့ယုံကြည်သူတွေအဲ့လိုမျိုးမဟုတ်ဖြစ်တယ်ဟာလေလုယာအာမင်ဘာလဲရှင်လိုက်ပြီလေဟာလေလုယာကျမတို့ခန္ဓာကိုယ်ပဲတည်ပေမဲ့ဝိညာဉ်ကရှင်နေမှာဖြစ်တယ်ကောင်းတယ်ဟာလေလုယာကောင်းပြီမှာဖီးရတယ်ကျမတို့တူတူပြန်တွေ့ရမှာဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့အဆုံးဟာလောကကြီးကကျမတို့ရဲ့အဆုံးမဟုတ်ဘူးဖြစ်တယ်ဟာလေလုယာကျမတို့ဒီအခြေအနေတွေကလည်းကျမတို့အဆုံးမဟုတ်ဘူးဖြစ်တယ်ဟာလေလုယာကျမတို့အခြေအနေကိုကျမတို့လည်းကန့်သက်ထားလို့မရဘူးဘယ်သူမှလည်းကျမတို့ကန့်သက်ထားလို့မရဘူးဖြစ်တယ်ဟာလေလုယာအာမင်ကျမတို့တက်တာထဲမှာအရင်တော့ကျမကဘယ်လိုခံစားလဲဆိုတော့ငါကလေးကြည့်မယ်အိမ်မှာနေမယ်ငါယောက်ျားရဲ့ဝေယဝဆတွေကိုငါလုပ်ပေးမယ်ကလေးဝေယဝဆတွေငါလုပ်ပေးမယ်တရားလည်းလုံးဝခေါ်ပါမဟုတ်ဘူးလူရှိသူရှိလည်းမဖတ်ချင်ဘူးတော့ကြာအိမ်မှာနေတာကြာလာတော့လူကအဲ့လိုဖြစ်သွားတာလူရှိသူရှိဖတ်ချလည်းမလို့ငါဒီလိုမျိုးဖြစ်ရရင်ကြာပြီးငါကျင်တဲ့ငါ့ကိုငါကျင်တဲ့ဒါပေမဲ့ဖျားမကျင်တဲ့ဖြစ်တယ်ဖျားမကျင်တဲ့ဒါဖြစ်လို့ကျမကိုဖျားကခိုးရှိမဆွရတဲ့ကယူထားတာဖြစ်တယ်ဟာလေလုယာအာမင်ရှိမဆွရတဲ့ကယူထားတာယူထားတဲ့အခါကျမကဒီလိုမျိုးအိမ်ထဲမှာနေပြီးတော့ကလေးနဲ့နေပြီးတော့မှဒီလိုမျိုးကလေးတွေကိုကြည့်ပြီးတော့မှဘုရားကိုကျေးဇူးတော်ချီးမွမ်းပြီးတော့မှနေမယ်ကျမအမျိုးသားကိုကျမကတရားဟောရင်ထောက်ပံ့မယ်ဆိုပြီးအဲ့လိုမျိုးတွေ့ခဲ့မယ်ဘုရားကကျမကိုအဲ့လိုမျိုးနေတာဖြစ်တယ်ဟာလေလုယာကျမကိုထွက်ပြီးတော့ရှေ့မှာထွက်ပြီးတော့တရားကိုခေါ်ခိုင်းတာဖြစ်တယ်ဟာလေလုယာသူရဲ့ကောင်းတဲ့ကြောင်းကိုခေါ်ခိုင်းတာဖြစ်တယ်ဟာလေလုယာကျမဘသူကျောင်းဆိုင်ကဘသူရဲ့အသက်တာကိုကျမပြောချင်တယ်ဆိုရင်ဒါဝိရဲ့အသက်တာကိုပြောမယ်ဒါဝိကသူကတိုးရီကြောင်းနေကြောင်းတော့သူ့ရဲ့သူပြောနေတာသူကလည်းသူထိခါသူဘုရားလည်းပဲပြောနေသူကဘုရားကိုပိုးခွဲတယ်ဆိုတော့ဖိနေဖြစ်ချင်လို့ပိုးခွဲတာမဟုတ်ဘုရားကသူ့ရဲ့ပိုးခွဲခြင်းအဖြစ်သူ့ဖိနေဖြစ်စေတာဖြစ်တယ်ဟာလေလုယာအာမင်သူ့ရဲ့သစ္စာရှိတဲ့နှလုံးသားအဖြစ်ဖိနေဖြစ်စေတာဖြစ်တယ်ဟာလေလုယာအဲဒါကျမတို့ရဲ့တက်တာထဲမှာခေါ်တော်မူတဲ့သူကအရင်များပြီးဒီကောက်တယ်လို့နည်းနည်းလေးပဲယူတာဖြစ်သစ္စာရှိတဲ့သူလည်းရှိတယ်အဲဒါမလို့ကျမတို့တက်တာထဲမှာရွေးကောက်ခံရတဲ့သူဟာမတူဖြစ်တယ်တက်တာဟာချင်းသွားတာဖြစ်တယ်ဟာလေလုယာကျမရဲ့တက်တာမှာတရှင်တော်ဝိညာဉ်တော်ဖျားကကျမကိုချင်းပေးလိုက်တာအရင်အံ့ဩစရာကောင်းတယ်ကျမတို့အရင်ကနှစ်ချင်းဘဝတော်ဆိုလို့ရှိရင်ဒီလိုမျိုးမဟုတ်ဘူးအမြဲတမ်းလက်လည်းမြောက်လို့မရဘူးဟာလေလုယာလည်းပြောလို့မရဘူးနော်ဟာလေလုယာပြောလို့ရှိရင်ဒီကအဲ့လိုရှိတယ်နော်ဒါကြောင့်မလို့ဟိုလက်ပြောက်ပြီးဆိုတော့သွားပြီနော်ဒါကြောင့်မလို့ကျမတို့တက်တာလည်းပါလို့ခေါ်လဲဝိညာဉ်တော်ကိုမရသေးတဲ့ခါမှာတော့ကျမတို့အဲ့ဒါနဲ့လူစုနေလာကြတယ်ဒါပေမဲ့ဒီနေ့မှာအိမ်မှာကျမကအရင်ဆောင်လက်လာပြီးတော့ဝိညာဉ်တော်ကိုပေါ်ခေါ်လိုက်တဲ့မှာဝိညာဉ်တော်ကတိုးလောက်လာတဲ့အခါကျမကဒီလိုပုံစံပွဲနဲ့နေလို့မရဘူးပုံစံချိန်သွားတယ်ဟာလေလုယာဒါရှင်တော်ဝိညာဉ်ကျမတို့အပေါ်မှာကြွားလာပြီးဟဲ့ဆိုလို့ရှိရင်ကျမတို့ကခြာနာသောသူဖြစ်သွားတာဟာလေလုယာအရင်တော့ပုံစံနဲ့မတူဘူးပုံစံနဲ့ပုံစံဘွဲ့တယ်ကတော့နေလို့မရတော့ကျမတို့ပုံစံဖြစ်သွားဟာလေလုယာဟာလေလုယာဒါကြောင့်မို့ဘုရားနာမကပါဆက်ဆက်ဘုန်းကြီးနေကြလားရှိပါစေအာမင်ဘာသာတရားမှာကျမအခုပြောရင်းနဲ့ကျမ prophet လည်းပြပါဖြစ်တယ်ဟာလေလုယာဒီတော့ခေါ်ပြဆိုကျမပြောပါဖြစ်တယ်ဒါကြောင့်မလို့ကျမရဲ့အသက်တာထဲမှာဘုရားတော်ဒီညမှာလှုပ်တာဖြစ်တယ်2025ဟာ2024နဲ့ကျမတို့ဘယ်တော့မှမတူရဘူးဟာလေလုယာဟာလေလုယာကျမတို့အသက်ရှင်နေတာဟာအားလုံးဟာအထိတ်ပဲရှိတာဖြစ်ဟာလေလုယာတချို့လူတွေကဟာငါဒီလားနဲ့အသက်ရှင်တာလည်းပဲမရှိ
6ကအဲ့ဒီ6ကနေလည်းသူလည်းရှိတယ်နော်6ကလည်းခါ6လည်းစိတ်ကမှဟာမျိုးအဲ့လိုမျိုးလည်းတွေ့ရတာဖြစ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်တက်တာလည်းမှာဘာမဟုတ်တဲ့ကိစ္စလေးနဲ့လည်းကျမတို့ရဲ့နှလုံးသားမှာအမိုက်ထိတ်မခံပါနဲ့နော်ကျမတို့ရဲ့နှလုံးသားဟာဘုရားသခင်ကျင်းဝတ်တဲ့နေရာဆိုတဲ့အတွက်အခြားအရာတွေထိတ်မခံပါနဲ့ဟာလေလုယာအာမင်ဘုရားကကျမတို့အထဲထဲမှာကျင်းဝတ်နေတာဖြစ်တယ်ဟာလေလုယာကျမတို့ခန္ဓာကိုယ်ကဘုရားရဲ့ကျင်းဝတ်ရာဖိတ်မယ်တော့ဖြစ်ဟာလေလုယာဒါကြောင့်ကျမတို့ဒီအသက်တာ2024ဟာဘုရားကအနည်းအမြတ်ပြုံးတဲ့ကာလဖြစ်တယ်ဟာလေလုယာအနည်းအမြတ်မြန်မြန်ပဲလုပ်တော့မယ်ဘာဖြစ်လို့လဲဆိုဒီကာလဟာတိတ်ပြီးတော့အချိန်ကမကြံတော့ဖြစ်တယ်ကျမကပြီးခဲ့တဲ့အပတ်တွေတော့ဆိုရင်ကျမကအိမ်မက်ထဲမှာခဏလင်းတယ်ပြုတ်ကြတာအဲ့လင်းပဲပြုတ်ကြတဲ့အိမ်မက်ပဲကျမအခါမှတ်မှတ်မှတ်တယ်ဘာဖြစ်တာလဲပေါ့နော်တရားကိုဒီလိုပြုတ်ကြတဲ့အိမ်မက်တွေပဲမှတ်နေတာလေတိတ်မကြအောင်တော့မှလင်းတယ်စကားပြုတ်ကြတော့ကျမတို့ရဲ့တက်တာထဲမှာဝိညာဉ်တော်ကကျမတို့ထဲမှာစကားပြောနေတာဖြစ်တယ်ဒါကြောင့်အိမ်မက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီအိမ်မက်ဆိုတဲ့အရာဟာတွားပြီးတော့အထင်ကြီးလို့မရဖြစ်တယ်ယာကုပ်ကိုအိမ်မက်အဖြစ်ဒါကကောင်းစီရဖြစ်ဟာလေလုယာနော်အိမ်မက်ကယောသတ်ကိုလည်းအိမ်မက်အဖြစ်ဒါကလာပြရဖြစ်တယ်နော်ဒါကြောင့်အိမ်မက်ဆိုတာတိတ်ပြီးတာဖြစ်တယ်ကျမကလည်းအိမ်မက်နဲ့ပြောင်းလဲပြရဖြစ်တယ်အများကြီးကြည့်ပါနော်ကျမတက်တာထဲမှာဆရာမတယောက်ကကျမကိုမေးတယ်နေကျမနဲ့သူနဲ့စကားပြောတော့လေဘာကျမပြောစကားပြောနေတော့ကျမကိုနေကျမကြည့်မြင်ကြရနေပြီးတော့နေဘောအကဲလို့ဖြစ်လာတယ်ဆရာလည်းဖြစ်လာတယ်တဲ့ဘာလို့လဲဆရာလည်းဖြစ်လာလဲကျမစဉ်းစားတယ်ကျမဘောအကဲဖြစ်တာဆရာမရှိဘူးဆရာမရှိခဲ့ဘာဖြစ်လဲဆိုကျမအိမ်မှာနေတဲ့ဖျားကိုကျမဆောင်ရတဲ့အချိန်မှာခေါ်လိုက်တဲ့အချိန်မှာအိမ်မက်ထဲမှာဟောအမိရငတ်တော့ကျမအထဲထဲမှာဝင်သွားတာမနေ့ကနိုးလာတော့ကျမတကယ်ချားနာတဲ့သူဖြစ်သွားတာမနေ့ရတဲ့ဒီနေ့ကမတူတော့ဒါကြောင့်လူမီဒီယာခရနာရှိအစ်ပြုလို့တက်တယ်ဝါဖြစ်တယ်အာမင်ခေါင်းသောရတော့ပြောင်းတဲ့ခတ်သိမ်းကတော့အစ်ပြုကြတယ်ဟာလေလုယာအာမင်ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာဒီတိုင်းပဲမနေတော့နဲ့ဘုရားကြောင့်ခေါ်ပြောရမယ့်အချိန်ရောက်ပြီဟာလေလုယာအချိန်ကလည်းတိတ်မရှိတော့ဖြစ်တယ်ဒီဒေါ်နယ်ထရန့်တက်လာတဲ့၄နှစ်တော့ဒီမှာကြီးမားတဲ့အကြောင်းလေးတွေပြောင်းလဲတော့ဖြစ်ပြောင်းလဲနေတယ်နော်ပြောင်းလဲနေဘာလဲညီမတို့တက်လာကြည့်လိုက်ဒေါ်နယ်ထရန့်တက်လာတဲ့ဝိုးသူလုပ်လိုက်တာအများနဲ့အဲ့ဒါဘာလဲဆိုတော့ဒီနေ့25ဟာမြတ်ဆက်လုံးမဲ့ကာလဖြစ်တယ်ဟာလေလုယာဖခင်အတွက်ဆိုရင်မြတ်လှုပ်ရှင်တဲ့သူတွေတကယ်ပဲဖခင်အတွက်ဆိုတောက်လောင်နေတဲ့သူတွေပေါ်မှာလည်းကြားတကယ်ကြီးမားအလုပ်လုပ်တော့မှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒါဝိဟာဘောလီယာနဲ့တွေ့တဲ့အခါမှာ तू ကချက်ချင်းပဲနော် तू ချက်ချင်းပဲဒီဆိုင်နေပြီ तू ကနေရအောင်ခဏဆောင်အင်ဂျီလေးပါလေဝတ်ပါအောင်နော်ချိုးလို့ပြောအင်ဂျီလေးပါလေဝတ်ပါလားအင်ဂျီနဲ့လည်းဝတ်လို့မရအောင်သူကပါလေအင်ဂျီကလေးတယ်ဆိုတော့ထားလို့ပါလေအဲ့ဒီအင်ဂျီကလူတော်ဖျားရဲ့အမကိုလူတော်ရှောက်ချပြီးပြောတော့သူမခံနိုင်ဘူးကျမတို့တက်ထားတဲ့မှာလည်းဒီလိုပဲဖြစ်တယ်နော်ဖျားလည်းတက်လာလို့ရှိရင်အရာတောက်လောက်တယ်ဒီမဲ့ဒီမဲ့ပဲကျမတို့သွားချင်းတယ်ဒီမဲ့ပဲလုပ်ချင်းတယ်ဘာလို့အချိန်မရှိတော့ဘူးဟာလေလုယာအချိန်ကအင်မတန်မှအရေးကြီးတာဖြစ်တယ်ကျမတို့အချိန်တွေနောက်ပြဆွဲလို့မရဘူးဖြစ်တယ်ဒါကြောင့်မလို့အချိန်ရှိတဲ့အခါမှာဘုရားသခင်ရဲ့အကြောင်းကိုပြောမယ်ကဲတီချင်းအကြောင်းကိုပြောတာဖြစ်တယ်ဟာလေလုယာဒါကကျမတို့ဘုရားတော်ဘာဖြစ်လို့လဲဒီဥပ္ပင်ကေလေးကိုအကြီးကျယ်ပြောရတာဖြစ်တယ်ကျမတို့အသက်တာထဲမှာယေရှုကိုသိတဲ့ခေတ်မရသေးဘူးကျွန်တော်တည့်ရတဲ့လုံးသားကယေရှုမရှိသေးဘူးဆိုလို့ရှိရင်တည့်ရ spirit ကမချေတည့်ရ spirit လုံးဝမချေကျိတ်တယ်တည့်ရ spirit ကယေရှုရမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့အထဲမှာဝင်သွားမှယေရှုရဲ့ဝိညာဉ်ဆိုတာတန်ရှင်တော်ဝိညာဉ်ယေရှုဝိညာဉ်ရသွားမှကျမတို့အသက်တာချိန်သွားတယ်ဟာလေလုယာအာမင်ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာတချို့ကဒီဝိညာဉ်ထဲမှာသူတို့ကဘယ်လိုပြောလဲတချို့ကပြောတဲ့ခြေတိတ်ကအရက်ကသူတို့တောက်တယ်ဒါပေမဲ့အရက်တောက်တာမကောင်းဘူးဆိုသူတို့စာရေးပါဖတ်လိုက်ဖတ်ပြီးဆိုရင်သူကအရက်တောက်တာမကောင်းဘူးဆိုတော့သူတို့တီးလိုက်တယ်မှာသူခဏဖြစ်လိုက်တယ်ဒါပေမဲ့ပြန်တောက်တယ်ဘာဖြစ်လဲသူ့ဝိညာဉ်ကမချိန်နိုင်ဘူးဒါကြောင့်မလို့ဝိညာဉ်ကိုချိန်လိုက်တဲ့သူကအဲ့ဒီအရက်အနက်တော့သူကမခံနိုင်တော့အဝီရတယ်ပဲပြောတာဒါကြောင့်ဒီမောင်တက်တာကအရင်ဆုံးအတွင်းကိုအရင်ဆုံးချိန်ရမှာဖြစ်တယ်အပြင်ကိုရင်ချိန်လို့မရအောင်အတွင်းကိုချိန်မှအပြင်ကချိန်သွားမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျမရဲ့တက်တာထဲမှာဘုရားကကျမကိုအဲ့ဒီအတွင်းကိုပဲအဓိကပြောရတယ်ဝိညာဉ်ရေးရအောင်အဓိကကျမကိုပြောရတယ်ဟာလေလုယာဒါကြောင့်ကျမကိုဒီလိုလာပြီးတော့မှတရားမဟုတ်ဘူးပြောရရင်ကျေးဇူးတင်ပါတယ်ကျမရဲ့အတွင်းတွေကမဟောရဘူးဆိုလို့ရှိရင်ကျမရဲ့တက်တာထဲမှာလူအပ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့အထဲထဲမှာဘုရားရဲ့ဝိညာဉ်တော်ကဘုရားရဲ့ခြင်းကကျမထဲမှာရှိ
ကျမရဲ့အထဲမှာဝင်သွားတဲ့အခါမှာကျမကအဲ့ဒါပဲလုပ်ချင်တာဖြစ်ဟာလေလုယာအဲ့အကြောင်းကိုပြောချင်တယ်ကျမအသက်ရှင်ခြင်းအဲ့ဒါကြောင့်ပဲကျမအသက်ရှင်နေတာဖြစ်တယ်အာမင်ကျမအသက်ရှင်ခြင်းကျမဘယ်လိုပြောမလဲကျမဘဝကျမအလိုအဆန္ဒကျမပြည့်စုံခြင်းတလို့နေတော့ကျမအသက်ရှင်တာမဟုတ်ဘူးဟာလေလုယာကျမကယေရှုကြောင့်အသက်ရှင်တာဖြစ်တယ်ဟာလေလုယာကျမအခုမတည့်ရနေတာယေရှုကြောင့်မတည့်ရနေတာဖြစ်တယ်အာမင်မတည့်တဲ့ခုခတ်တယ်ကျမကစေး sorry စေးသွားဝယ်တယ်ဝယ်တဲ့ချိန်မှာကျမကစေးသွားဝယ်တယ်ကျမအဲ့တော့ကျမရဲ့သားငယ်တော့မွေးသေးဖြစ်တယ်ကျမရဲ့ဖိုက်ပါရှိတယ်မွေးသေးအဲ့ဒီချိန်မှာဖြစ်လာလဲဆိုတော့ကျမကစေးသွားဝယ်တယ်ဝယ်တဲ့ချိန်မှာကျမကစေးသွားဝယ်တဲ့အချိန်အကုန်လုံးအကောင်းရွေးဖြစ်တယ်အကောင်းရွေးကျမပြောတန်းစီလိုက်တယ်ဒီလိုမှထည့်ရပါတော့ဖြစ်ထည့်ပြီးကျမတန်းစီလိုက်တန်းစီတဲ့အချိန်မှာကျမသမီးရတယ်ကျမသမီးရတယ်အနောက်မှာရှိတယ်ကျမသမီးကြီးတော့ကျမသွားတာနော်အဲ့နဲ့ကျမတန်းစီလိုက်တဲ့အချိန်မှာကျမပစ္စည်းချပြီးတော့ကျမနေပြီးတော့ချိန်ကိုကြည့်တဲ့အခါမှာအားလုံးဟာလေဘယ်လိုပြောမလဲမောင်မဲအတန်လည်းဘာမှမကြားတော့ကျမနားတယ်မှာအတန်မကြားတော့ဘာလဲကျမအတန်လည်းမကြားတော့ပဲကျမဖြစ်ချင်လို့ကျမဒီရောက်ကျန်းပြောင်းရောက်ဘာလို့ပြောမလဲဟိုဒီလိုဆိုနေပြောမယ်ဆိုဖတ်ဆောက်ပြတော့မေ့လေသွားအဲ့ဒီမှာမေ့ဘာမှအတန်တကယ်မကြားတော့ဘူးလားလုံးဝပြာကုန်ပြီလူတွေကလည်းပေါ်လူတွေကလည်းအဲ့သူတို့စကားတွေကပြောနေတာလေဒါပေမဲ့မကြည့်နေပြာနန်းလာတယ်လူတွေလည်းပြာလာတယ်ပြီးတော့နားတွေမှာလည်းနားလည်းဘာမှမကြားတော့ဘူးအဲ့နဲ့တပြေးပြေးကျမမသိတော့ဘယ်ချိန်တော့ကျမကျဲပြီးနာရောက်လာလည်းမသိဘူးဒါပေမဲ့အထဲမှာရှိတဲ့ကျမရဲ့အထဲက spirit ကကျမဘယ်လိုဖြစ်လို့လဲဝုန်းလဲပြန်ထားကျမသမီးကကျမမာမီလို့ခေါ်တယ်ဆိုတော့ဝုန်းလဲပြန်ထားလာအဲ့မှာရှိတဲ့လူတွေပြာရဆက်သွားတယ်ငါတို့ဆေးရုံကခေါ်တော့မယ်ပေါ့နော်ဆေးရုံကခေါ်တော့မယ်ဘာဖြစ်လို့ဆိုတော့မူလဲသွားတာတဲ့ဟုတ်လားကမူလဲတော့လုံးဝမသိလိုက်ဒါပေမဲ့ပြန်ထားတာဆက်တော့ပြန်ထားတာကျမတို့ထဲမှာယေရှုရဲ့အသက်ရှိအဲ့ယေရှုရဲ့အသက်ငါတိမသေးရသေးအသက်ရှိခွတ်တော်ရဲ့အကြောင်းငါပြောရအောင်ကျမတို့အထက်ရှိရကျမရဲ့ဝိညာဉ်နဲ့သိတယ်ဖခင်အကြောင်းပြောတော့ကျမအခုမတည့်ရနေတာလေကျမရဲ့ခန္ဓာအရင်အားကောင်းပြီလေမဟုတ်ဘူးဖခင်ကကျမကိုကျမရဲ့ထဲမှာမတည့်ရတယ်ဘာဖြစ်လဲသူ့ရဲ့အကြံစီကကျမရဲ့ထဲမှာပြီးနေလို့ဖြစ်တယ်ဟာလေလုယာအာမင်ကြည့်တာဖြစ်ပါတယ်ကျမတို့အခုဒီခန္ဓာကိုယ်တွေကဒီကေတော့မနိုင်တော့ဖြစ်တယ်မနိုင်တော့ကျမသိတယ်အလောကလုံးနေလုံးလေးရှိတယ်အခုကျမတို့ခါလိုက်စားလိုက်သွားတယ်အထဲထဲမှာရှိအဓိကချတယ်ဖခင်ဝိညာဉ်ရှိလို့ဖြစ်တယ်ဟာလေလုယာအကြောင်းကျမတို့အတွင်းကိုအရန်တတိထားပါအတွင်းကအရန်ရေးကြည့်တယ်အဲ့မှာကျမကမြင်သွားတာဖြစ်တယ်ကိုယ်တော့လည်းမဆက်ပြီးဆက်တော့လည်းမကွေးပြီဆိုတာပြောတာလွယ်တယ်ဒါပေမဲ့ပို့တာကြုံမှသိတယ်အကောင်းကြီးပဲကျမအသက်လည်း30ကျော်ပဲရှိတယ်တရားသိချင်းတရားဆိုတာအသက်အရွယ်မကျွေးဖြစ်တယ်အသက်အရွယ်မကျွေးဒါကြောင့်ကျမတို့ဘာကြောင့်အသက်ရှင်နေရလဲဖခင်ရဲ့အကြောင်းကိုပြောရမှာမလို့အသက်ရှင်တာဖြစ်တယ်အကြောင်းကိုစားရဖို့ခတ်တော်ရဲ့အကြောင်းကိုပြောဖို့ကျမတို့ပြောဒီမှာရှိတဲ့လူတွေကပြောဖို့အသက်ရှင်တာဖြစ်တယ်အဲ့လိုသာသွားကြည့်အထဲကထာဝရဘုရားကိုမျှော်လင့်တော့သူအားကြီးကြလိမ့်မယ်ဟာလေလုယာအာမင်မိမိအတောင်အသက်ပြုပြီဟာလေလုယာအဲ့လိုမျိုးနဲ့သွားကြည့်အားကြီးတည်လာတယ်ဟာလေလုယာအလုံးထဲမှာအလုံးလုံးပြင်မဲ့လည်းငါဘုရားရဲ့အကြောင်းဟောပြောတယ်အဲ့ဒီမှာဘုရားကဝိညာဉ်တော်ကကျမတို့အထက်မှာလုံးလုံးလာပါဟာလေလုယာဒါရှင်တော်ဝိညာဉ်တော်ဒီကာလအကြီးမားတဲ့အမှုတက်ကိုပြုပါမယ်ဟာလေလုယာဒီအိမ်တော်မှာလည်းပြုမယ်နော်ဒီအိမ်တော်ကိုဘုရားခင်ကြီးမားစွာအော်ကြည့်ပေးမယ်ဟာလေလုယာဒီလိုဒီမှာပြောချင်တာမစိုးရိမ်ပါနဲ့စိုးရိမ်ကြတာအိမ်ဘေးအတွက်စိုးရိမ်တယ်အခြားသားသမီးတွေဆိုအမျိုးမျိုးစိုးရိမ်တယ်။ဒါကပြောတယ်နှုတ်ကပတ်တော်ကိုကျွန်မဖတ်ချင်တယ်ဟာလေလုယာနှုတ်ကပတ်တော်အရင်ရေးကြည့်တဲ့အရာဖြစ်တယ်။နှုတ်ကပတ်တော်အရေးကြီးတယ်လို့တတ်ရှင်တော်ဝိညာဉ်တော်လည်းရေးကြည့်တာဖြစ်တယ်ဟာလေလုယာကျမ်းပိုက်တွေကိုပဲရပြီးတော့မှဝိညာဉ်တော်မရရင်လည်းမရဘူးဖြစ်ဟာလေလုယာကျမ်းပိုက်လည်းရမယ်ဝိညာဉ်တော်လည်းရမှာဖြစ်ဟာလေလုယာဒါမှအတောင်ကနှစ်ဖက်ညီတော်မှာဖြစ်တယ်အာမင်တချို့ကကျမ်းပိုက်ကတော့အလိုဝိညာဉ်တော်ရဒါပေမဲ့ဝိညာဉ်တော်မရဖာရိရှဲကကျမ်းပိုက်ကိုမွတ်နေအောင်ရဒါပေမဲ့ယေရှုကြွလာတဲ့အချိန်တော့သူမသိလိုက်ဘူးအဲ့ဒါအရေးကြီးတာအဲ့ဒါအရေးကြီးတာဖြစ်တယ်ဒါကြောင့်မို့တန်ရှင်တော်ဝိညာဉ်တော်ဘလောက်ရေးကြီးလဲဆိုတာတန်ရှင်တော်ဝိညာဉ်တော်လာတဲ့ခါမှာအကျွမ်းမဲ့ပေါ်ပြလိုက်တယ်ဟာလေလုယာအာမင်အကျွမ်းမဲ့ပေါ်ပြမယ်ဟာလေလုယာဝိညာဉ်တော်ပေါ်ပြတဲ့ခါမှာသင်တို့ကိုအပြစ်ပေးဖို့မဟုတ်ဘူးဟာလေလုယာသင်တို့ကိုနောက်တစ်ဆင့်နောက် level သင်တို့မမြင်ဘူးတဲ့နေရာကိုပေါ်သွားမှာဖြစ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်တို့တက်တာလည်းမှာနှိတ်ချခြင်းအသက်အရေးကြီးတာဖြစ်တယ်
နှိတ်ချခြင်းမရှိဘူးဆိုလို့ရှိရင်ချင်းမြောက်ခြင်းဆိုတာရှိတယ်ဟာလေလုယာအဲ့ဒီကြည့်တယ်ကျမတို့ဘိုးဘွယ်တဲ့ဖခင်ကအလိုနှိတ်ချတဲ့ဖခင်ဖြစ်တယ်ဖခင်ဖြစ်တဲ့ပင်နှိတ်ချပြီးတော့မှစင်ရဲတဲ့ဟောအဆုံးဆုံးထိလာပြီးတော့ကျမတို့အတွက်အသေးခံတာဖြစ်တယ်ဟာလေလုယာစင်ရဲဘဝကိုသူခံယူလိုက်တာဖြစ်တယ်ဟာလေလုယာသူခံယူမခံယူခြင်းခံယူမပျော်ပြီးတော့လာခံယူတာဖြစ်တယ်ဟာလေလုယာကျမတို့ဥမာလူမျိုးမတူရဲတဲ့ယူကြတယ်ဒါပေမဲ့ချစ်တဲ့အခါကျတော့အဲ့ဒီလူမျိုးလေးကိုကျမတို့ဝင်လိုက်တယ်ဟာလေလုယာချစ်လို့ဖြစ်တယ်ဒါပေမဲ့တော့တချို့ကပြောင်းလိုက်တယ်နော်တချို့ကတော့ကချင်းနဲ့ပမာလိုက်လို့ဖြစ်အဲ့ဒီကချင်းကလည်းပမာလူမျိုးကချင်းကလည်းပြောင်းတယ်တော့ကချစ်လို့ဖြစ်တယ်မချစ်ဘူးဆိုရင်ကျမတို့ဒီလိုမျိုးထားလို့တော့မရဘူးဟုတ်တယ်နော်ကျမကသူပြောတယ်ကျမကအရင်အောင်ဆက်ကောင်းတာဖြစ်တယ်ပြကကျမရင်တော့လူကြီးတွေကနေတယ်လူကြီးတွေတော့ဗာနေပြီးတော့ကျမဒီကိုပြောင်းလာတာဘယ်သွားလို့သွားမှမသိဘုရားပြောင်းရတော့သိတယ်ဒါပေမဲ့ဘယ်သွားမှမသိဒါပေမဲ့လေဆရာကိုအိမ်မမက်တယ်အဲ့ဟိုကြောင်ကောင်းတယ်ဆရာကျမခေါ်တယ်တဲ့လာဘုရားဒီခင်လို့တာပြီဆရာကျမအိမ်မက်တယ်မှာခေါ်တယ်တဲ့အဲ့နဲ့ကျမကြော်ကြီးပြောင်းလာတော့ဆရာဒီကကျမဖုန်းနဲ့ပဲခေါ်ပြီးတော့ခြာလို့ခေါ်တာဟုတ်တယ်တကယ်ဆရာလာခေါ်ဖုန်းခေါ်တော့ကျမလည်းတကယ်တော့ဘုရားဒီခင်အလုပ်လုပ်တယ်အဲ့အိမ်မက်ထဲမှာကဘယ်သူရှိလဲဘယ်သူရှိလဲဘယ်ဟာဖြစ်လို့မလဲအစားပေါ်လို့ပြလာပြီလား။ဘာကြောင့်ကျမတို့ခါကြအဲ့ဒီအချိန်ကတကယ်ဖြစ်လာတဲ့အခါကျမဒီလိုပဲနေလာတော့တယ်။ရဲကြီးတော့လည်းချင်းမလို့ငါတော့တကယ်တော့တွေ့နေရပြီ။ဒါဆိုတော့ကဒီဘာဖြစ်လဲ။ဘာဖြစ်လဲကျမတို့တက်တာထဲမှာကျမဘလောက်ပဲရှင်းပြဖွင့်ပြချက်မရှိဘူး။မရ။ဖွင့်ပြလို့လို့ဟာလေလုယာ။ဖွင့်ပြတဲ့ကရှင်တော်ဝိညာဉ်တော်လို့တယ်ဟာလေလုယာ။အာမင်ဒီလိုကတော့တန်ရှင်တော်ဝိညာဉ်တော်နဲ့မုတ်ပေးပြီးတော့ရေးထားတာဖြစ်တယ်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်ပြလို့ရတယ်။ဟာလေလုယာ။ဒါကြောင့်မို့တန်ရှင်တော်ဝိညာဉ်မဖြစ်ပြရင်ကျွန်တော်တို့အုံနောက်နဲ့ပြောရင်ဟောဗရာတလက်တက်တယ်ဖြစ်တယ်။တခြားကြည့်တာ။ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်မရသေးဘူးလေတော့ဘက်တော်ခဏနဲ့ဝိညာဉ်တော်ကိုရပြီခဏနဲ့တော့အချားဖြစ်။ဟာလေလုယာ။တန်ရှင်တော်ဝိညာဉ်တော်ကိုရပြီဖတ်တဲ့အခါမှာအဲ့နှုတ်ဘက်တော်ကဒီဆောင်းနဲ့မရောက်လာတော့ကျွန်တော်တို့အထင်မှာဖြစ်တော့။ဟာလေလုယာ။ဖခင်ကနှိတ်ချခြင်းအပြင်မှာကြိုက်တဲ့ဖခင်ဆိုတဲ့အခါမှာဝိညာဉ်တော်ရတဲ့အခါမှာကျမတို့ကနှိတ်ချခြင်းကျမတို့ထဲမှာဝင်သွားတယ်ဟာလေလုယာကျမတို့အရင်တော့နှိတ်ချရမှာအကြောက်ဆုံးပဲဒါပေမဲ့ဖခင်ကိုရောက်လာတဲ့အခါမှာဝိညာဉ်တော်ရတဲ့အခါမှာနှိတ်ချရတာကပြောတယ်ဟာလေလုယာအရင်တော့စာတီးနေတော့ဝိညာဉ်တော်မရခြင်းတော့မရခင်တော့ဆိုနှိတ်ချရတာကိုကစိတ်မြင့်ဆုံးပို့ပြီးတော့မှတွေးဆူတော့ဟိုစိတ်ဆိုးတော့မှနှိတ်ချလာရလို့လောကတားထွက်တာငါဘာလို့ဒီလူပြမပြောလိုက်ရတာလဲငါပြောလိုက်ပြီးတော့ငါတို့တို့ရဲ့ဒါဆယ်လုံးပြပြောချင်တယ်အမပြောလိုက်တော့ဆိုရင်ဒီစာတိကထဲမှာရှိတဲ့သူစားတယ်အားလည်းပြီးတော့နားမထောင်သေးတာဖြစ်တဲ့သူစားဖြစ်ဒီသူစားသူအော်တိုမတ်ပဲသူကသိစရာမလိုသူအသွေးထဲမှာပါသူကများတစ်ချက်လောက်က3ချက်ပြလို့ရှိတယ်အဲ့ဒါစဉ်းစားဖြစ်တယ်ဒီစာတိကိုကျမတို့ပြောက်ဖို့ကျမတို့လုပ်လို့မရဘူးတန်ရှင်တော်ဝိညာဉ်တော်ပါပဲကျမတို့အာမင်တန်ရှင်တော်ဝိညာဉ်တော်မရပါနဲ့သွားချစ်ချစ်ဘာကြောင့်ကျမကဒီမှာဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့ဒီမှာပြောရလဲဆိုလို့ရှိရင်ကျမကိုဘုရားကဒီဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့ဘုရားကကျမကိုပြောခိုင်းတယ်ဟာလေလုယာအာမင်ကျမကစတောင်းရဲကျမကိုလူမတော့ကျမတို့ဥပထောက်နော်သူကလာပြောတဲ့အခါမှာကျမဟောပြလိုက်တယ်ဘုရားအကြောင်းပြောပါတော့ဘာနေရမှာလဲနော်ဟောကြောင့်ကျမဒါတညာလောက်ချတာပူတာတညာကျမလည်းတော့တညာလုံးမအေးအောင်ဖြစ်တယ်ကျမလည်း6တာဆူတယ်ဒါပေမဲ့ပြတ်ဖြစ်ရတော့အရင်အော်တယ်ဒါပေမဲ့ကျမကဒီတော့ငါရအောင်သွားမယ်အချိန်နဲ့တိတ်လေးကြီးရဖြစ်တယ်ဟောလူအချိန်ပေးတဲ့အချိန်မှာငါအကြီးကြီးပေါ်ပါဖြစ်ဟာလေလုယာဒါရှိတော့ဝိညာဉ်တော်လှုပ်ရှားတဲ့အချိန်မှာအာမင်လှုပ်ရှားတဲ့အချိန်မှာအရင်ဆုံးဝေတဲ့သူကဖြားပြောက်တာဖြစ်ဟာလေလုယာဒါရှိတော့ဝိညာဉ်လှုပ်ရှားနေတဲ့အချိန်မှာကျမတို့ကပေါ်လို့ရဟာလေလုယာအာမင်ဘယ်နောက်ဆုံးဒါရှိတော့ဝိညာဉ်ကဒီလောကကြီးမှာရုပ်သိမ်းသွားတော့မှာဖြစ်တယ်အဲ့စကြလို့ရှိရင်ဝိညာဉ်တော်ရှာလို့လည်းမရဘူးအတင်းတော်နဲ့တူအကုန်လုံးဘုရားကရုပ်သိမ်းသွားဖြစ်တယ်သိမ်းလို့ရှိရင်ချစ်ဆောင်ရအင်မတန်ကြီးနေဖြစ်တယ်အကျမရဲ့ဝိညာဉ်ထဲမှာဘုရားကစကားပြောတယ်အာမင်ကျမတို့အသက်တာထဲမှာဘုရားနဲ့ကျမတို့အဆက်အသွယ်ရှိဖို့ဟာလေလုယာအာမင်ဘုရားသခင်နဲ့အဆက်အသွယ်မရှိဘူးဆိုရင်ဘုရားသခင်ပြောတဲ့စကားကိုကျမတို့ပြောလို့မရဘူးဘုရားသခင်ပြောတယ်ဆိုတဲ့ဟာအဆက်အသွယ်ရှိတယ်လို့ပြောတယ်ဟာလေလုယာအဲ့တော့ကျမတို့ကမှဘုရားနဲ့ကျမတို့ဘလို့အဆက်အသွယ်လုပ်ရအောင်ကျမတို့ဝိညာဉ်ထဲမှာအဆက်အသွယ်လုပ်ရအောင်ဟာလေလုယာကျမတို့အသက်ကလည်းပါလေဘုရားက
ဝတ်တီနေရှိနေတယ်ဟာလေလုယာဆိုမဆိုးရိုက်ပါနဲ့မဆိုးရိုက်ပါနဲ့ဒီမှာတွေ့တာအရင်ဆိုးရိုက်နေကြတယ်နော်ဖိုင်တွေလားဆိုးရိုက်နေကြတယ်နော်ဒါမှမဟုတ်ဒီမှာကဒီတော့ပေါ်ပိုင်းလေးဖတ်ချင်တယ်နော်ဖိလိပ္ပိဩဝါစာခန်းကြီးလေးအဲ့လေတခင်ဖယားကအစမပြောင်းဝမ်းမြောက်ခြင်းရှိတော့တစ်ဖက်ငါဆိုဒီကဝမ်းမြောက်တော့လူပေါင်းမှုရှိတဲ့တင်လို့ဖြင်းကြီးကိုဖြင်းကြီးခြင်းကိုကြားနေကြတော့တခင်ဖယားဒီအနည်းပါလာရှိတော်မူပြီဟာလေလုယာအဖေကဘုရားမစိုးရိမ်မဲ့အရာရာကျေးဇူးတော်ချီးမွမ်းခြင်းတွေတကွအကြောင်းပဋ္ဌာနာပြုတော်အဖြစ်တင်လို့တောင်းမလင်သောအရာများကိုဘုရားတခင်အားကြားလျှောက်ကြတော့ဘို့တော်ပြုလေအဖေသူမြတ်ကြံ၍မမီနိုင်တော့ဘုရားတခင်ဤမြတ်သက်ခြင်းဒီယေရှုခရစ်အဖြစ်တင်တော်ဤစိတ်နှလုံးတော့ကိုဆောင်မတော်မူလေဟာလေလုယာအာမင်ယေရှုကကျမရဲ့အသက်ထဲမှာလေနှိမ့်သက်ခြင်းကိုပေးတယ်ဟာလေလုယာယေရှုခရစ်တော်အဖြစ်ပဲနှိမ့်သက်ခြင်းရမှာဖြစ်တယ်ဒါကြောင့်ဒါကပါပြောတယ်ယေရှုကပါလေကောင်းလို့မတက်ကြွခင်မစိုးရိမ်နဲ့ဟာဒီလောကအောင်ပါပြီဟာလေလုယာအာမင်ကျမတို့လည်းအောင်သွားဖြစ်တယ်ဟာလေလုယာမတုံလုံးနဲ့ပထဝီမြေကြီးကဘလို့ပဲဖြစ်နေပါစေမြစ်တမီးရှိနေတယ်ဟာလေလုယာအာမင်ယေရှုဆိုတဲ့မြစ်ကကျမတို့ဒီမှာစီးစင်းလာဖြစ်တယ်ဟာလေလုယာအတရှင်တော်ဝိညာဉ်တော်ရဲ့မြစ်ကြီးကကျမတို့ထဲမှာစီးစင်းလာဖြစ်တယ်ဟာလေလုယာမဆိုးရင်ယေရှုတော်ပဲအစမပြတ်ချီးမွမ်းပါဟာလေလုယာဒါမှကျမဆိုးရင်ခြင်းတွေတွေ့ရတဲ့အခါမှာယနေ့ဒါကကျမတို့ဘိုးတော်တာဖြစ်တယ်နော်မဆိုးရင်မှနဲ့ဒီဖေဘလူပေးရမလဲမလုံနိုင်တော့ဘူးနော်ခါလာတယ်ကြောကြိုက်တယ်အမျိုးမျိုးဖြစ်နေတယ်ဒီတောင်းကဘလူတက်ရမလဲနော်ဘလူရောရမလဲမပူပါနဲ့ဒါရှိတယ်ဟာလေလုယာဘုရားရှင်ကအနီးပါးလိုက်ရှိတော်မူပြီဟာလေလုယာဒီလောကဘက်တော့ကျမ်းစာထဲမှာမဟုတ်ပါဘူးဒီမှာပါရှိတာဖြစ်တယ်ဟာလေလုယာကျမတို့အထဲထဲမှာပါရှိနေတာဖြစ်တယ်ဟာလေလုယာအကြောင်းတော့မဆိုးရင်ပါနဲ့ကျမတို့ဘာဖြစ်နေလဲဆိုတော့ကျမတို့စပယ်ကိုအစင်မပြည့်ရည်တွက်လက်ရှိတဲ့ဘုရားရှိတယ်ဟာလေလုယာကျမတို့တောင်းတာတာရွေးကောင်းတဲ့ဟာလေလုယာဘုရားဖြစ်နေတာဖြစ်တယ်ကျမတို့ဖြစ်တယ်လို့ဟာလေလုယာကျေးဇူးတော်ချီးမွမ်းပါဖြစ်တယ်ဟာလေလုယာဒီ2025ကဒါကကျမတို့ဘာပြောလဲဆိုတော့ကျေးဇူးတော်ချီးမွမ်းရမယ့်ကာလဖြစ်တယ်ဟာလေလုယာအာမင်အားလုံးနဲ့ငါးနှစ်ကောင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီတဲ့ကယေရှုလက်ထဲကိုရောက်လာမဟုတ်ငါးလုံးနဲ့ငါးနှစ်ကောင်ဖြစ်တယ်ဒါပေမဲ့လူက9000ကိုယူရမှာဖြစ်တယ်အဲ့လိုပဲကျမတို့ဘေးကလူ9000ကိုပဲကျမတို့ရှိတဲ့ပတ်စံကလောက်ဖြစ်တယ်နော်အဲ့လိုပုံစံဖြစ်တယ်ဒါပေမဲ့ဆရာကယေရှုကဘယ်တော့မှသူ့ဒီမဟုတ်ပါဘူးငါးနှစ်ကောင်ကိုချီအထက်ကိုပဲပြောကြည့်တယ်ဟာလေလုယာခမဲတော်စီမှာကျွေဝါချင်ဟာလေလုယာကျမတို့ကိုးကွယ်တဲ့ဖခင်ကအဲ့လောက်ထိတက်ဆွမ်းနိုင်တဲ့ဘုရားဖြစ်တယ်မတက်ဆွမ်းနိုင်ဘူးဆိုလို့ရှိရင်ကျမတို့အဲ့ဒီဖခင်ကိုကိုးကွယ်တော့လည်းပါထူပါတက်ဆွမ်းနိုင်တဲ့ဘုရားဖြစ်တယ်အရာခက်တဲ့ကိုတက်ဆွမ်းနိုင်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာဘာမှမစိုးရိမ်ပါနဲ့ဘာမှမကြောက်ပါနဲ့အချင်းချင်းတွေပေါ်မှာလည်းမကြောက်ပါနဲ့အချင်းချင်းတွေကိုလည်းမကြည့်ပါနဲ့ဟာလေလုယာဘုရားကိုပဲကြည့်ပါဘုရားသခင်ကအချိန်မီဟာလေလုယာဝတ်တိပြည့်စုံတယ်လမ်းမရှိတဲ့လမ်းမှာလမ်းကိုပြည့်စုံတယ်ဘုရားကိုဆရာပြောလို့ပေါ့နော်ဆရာတို့ပြောတယ်နော်ဆရာပြောလို့ပေါ့အရန်ကိုခွာရပါတယ်ကျမပြောမယ့်ရတယ်လမ်းမရှိတဲ့လမ်းမှာလမ်းကိုပြည့်စုံတယ်ဘုရားနော်ဒါကြောင့်မလို့ဒီနေ့မှာကျမတို့တော့ဝိသုတယ်ဖြစ်တယ်နော်ဥပကလည်းနော်ဆရာပကလည်းလို့ပဲပြောတယ်လက်ချခြင်းနဲ့ပြောတယ်နော်ဒါကြောင့်မို့ကျမတို့ယုံကြည်သူတွေအားလုံးကခြေလက်တင်လာတယ်ဖြစ်တယ်ဟာလေလုယာရောက်မှာသူ့ကိုဘုရားသခင်သုံးတဲ့နေရာအာမင်ဟာလေလုယာဆရာဆိုလဲဘုရားဟောတယ်နော်ဆရာကကျမလည်းမဟောတတ်ဘူးဖြစ်တယ်နော်ဒါပေမဲ့ဆရာကကျမကိုလူဟောကြားပြီးလို့လဲပြီးတယ်နော်လက်ဖွင့်ပြီးတဲ့ဆရာနော်အသေးဆရာလည်းဆရာမနဲ့နော်ဒီမှာရှိတဲ့သူရောက်စရာကျမအရင်ကျေးဇူးတင်တာဖြစ်တယ်ဟာလေလုယာဒါဒီမှာကျမကတချင်းလေးနဲ့ပေါ့နော်ဒီကိုရောဘဲလေးဆိုတချင်းနဲ့လမ်းမရှိတဲ့လမ်းမလမ်းကိုပြင်ဆင်ပေးတဲ့ဘုရားတွေးချောက်တဲ့ညမှာဆက်ရည်တွေကိုပြည့်စုံနေတဲ့ဘုရားဟာလေလုယာအာမင်ဘာတွေးချောက်နေလဲအဲ့ဒါတွေကိုပြန်လဲလို့ဆိုပြီးစီပါဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာညမောက်တော့ကျမတို့ဝင်ကြရအောင်